ကျွန်တော်ရဲ့တငယ်ချင်းတွေမှာထိုင်းနိုင်ငံမှာနေတဲ့လူတွေပါတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစုံနေကြည့်ပြီးတော့ပါဘုရားရလိုက်မယ်လို့ညွှန်လိုက်ပါတယ်နိုင်ငံမှာနေတဲ့တငယ်ချင်းမိတ်ဆွေတွေအားလုံးပတ်စံနေသုံးဆွဲတဲ့ခါကျရင်တတိရှိကြပါဒီရက်ပိုင်းတော့တွင်မှာကျွန်တော်ကိုယ်တိုင်လည်းကြုံနေရတဲ့အဖြစ်အပျက်လေးပေါ့နော်အဲ့ဒါတော့ပါလဲဆိုတော့ထိုင်းနိုင်ငံဘငွေထောင်တဲ့နေရာအတူတွေထွက်နေပါတယ်အတူတွေထွက်နေခုလက်တဲ့ပတ်စံရောက်လာပြီဆိုရင်ညီတို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်စစ်ဆေးပါပတ်စံထောင်တာအတူဟာနံပါတ်1အနေနဲ့ပုံမှန်ထောင်တဲ့အစစ်ထက်အယူကတင်းငယ်မှုရှိပါတယ်ပြီးတော့ပုံတရာကထိုင်းနိုင်ငံပြီးရင်အတစ်ပုံနဲ့ထွက်နေတာဖြစ်ပါတယ်ပတ်စံအတူပါနော်ကျွန်တော်ကိုယ်တိုင်လည်းကြုံပြီးတဲ့အတွက်ငါချင်းနေတယ်ကျွန်တော်တို့မဖြစ်အောင်လို့ကျွန်တော်ကပြန်လဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးပတ်စံအတူပြန်မှကင်းဝေးနိုင်မှုအတွက်အားလုံးညွှန်လင်းပါတယ်ကိုယ့်ရဲ့အသိပညာလေးနဲ့ရှင်းပြီးတော့ရှောင်ရှားနိုင်ကြပါစေအခုဆိုလို့ရှိရင်7ဝင်းမှာလဲ7ဝင်းနေလို့တာတွေနော် PC တွေမှာတော့သူတို့ပတ်စံစစ်တဲ့ပေါ်ပင်လေးတင်နဲ့စစ်ဆေးပြီးတော့ယူတာကိုတွေ့နေရပါတယ်အားလုံးလည်းတတိထားမိမယ်လို့ထင်ပါတယ်